နှစ်ယောက်သာရှင်၍ရက်နေမိသည်ကောင်းကင်ပြပြနှင်းဖွဲဖွဲနှင့်လေကွင်းစိမ့်စိမ့်ကလိုက်ဖက်နေသည်ဒီနေရာကအတော်ตายရတာပဲနော်ဂျူလီယာလိုင်းရဲ့စကားဆိုသည်မင်းညိုကခေါင်းကိုမော်ရင်ဟုတ်လားကျွန်တော်လည်း accident ဖြစ်ပြီးမှဒီနေရာကိုခဏခဏရောက်ဖြစ်တာဒါပေမဲ့ပခုံးတွန့်ပြလိုက်သည်ဘာမှမမြင်ဘူးဆိုသည့်သဘောဂျူလီယာလိုင်းကပြုံးရင်ဒါဆိုရင်လိုင်းပြောပြမယ်လေနှစ်ယောက်သားတောင်ကုန်းလေးပေါ်မှာအတူထိုင်ပြကြသည်ဟိုးဝေးဝေးထီကိုလေကွင်းကြီးပဲမြင်နေရတာစပားပင်တွေဆိုစိမ့်နေတာပဲအဲ့ဒီစပားပင်တွေကလေလေးတိုက်တိုင်းဘယ်ရင်းသွားလိုက်ညာရင်းသွားလိုက်ပါပဲတချို့စပားပင်တွေကမှဲ့လို့ထင်တယ်ဝါတဲ့စပားပင်တွေလည်းဝါနေပြီမင်းညိုပြုံးလိုက်မိသည်ဂျူလီယာလိုင်းကစိတ်ရှည်လက်ရှည်ရှင်းပြနေတော့စပားပင်ကလေအစိမ်းကနေအဝါကွက်ကြားလေးတွေဖြစ်နေတော့တိတ်လာတာပဲဟိုးမှာဘိုင်းအုပ်တအုပ်ပြန်သွားတာဘိုင်းတွေကလေတိမ်နဲ့အယောင်တူနေတာအဖြူနဲ့မြေကိုရောထားတဲ့အယောင်လေးတိမ်တွေကလည်းကောင်းငင်ပြာပေါ်မှာပေါက်ပေါက်ဆုပ်ကျဲထားသလိုမျိုးအများကြီးကိုအဆုပ်လိုက်ဖြစ်နေတာဟောတိမ်တချို့လွင့်သွားပြီမင်းညိုကဂျူလီယာလိုင်းပြောသမျှမြင်အောင်ရင်ပြုံးလျက်ဟိုးဝေးဝေးတောတန်းမှာကြည်စမ်းကျွဲတွေအများကြီးဖြတ်သွားတာကျွဲတစ်ကောင်ကြောပေါ်ကလေးတယောက်စီးသွားတာအိမ်မြောင်ပူးစီလေးကတ်နေတဲ့အတိုင်းပဲမင်းညိုကသူမပြောသမျှကိုပြုံး၍မြင်အောင်နေမိသည်အတန်ကြာမှဒါနဲ့ဂျူလီယာလိုင်းကျွန်တော်စီလာတာကသူမပြုံးလိုက်သည်ပြောတင်မပြောတင်စဉ်းစားနေဟန်ဟိုလေလှရဲ့အယုတ်လေးပြီးပြီလားလို့မင်းညိုထံမှတက်ပြင်းချတဲ့ကြားရသည်သူမကပြတလဲဖြင့်မပြီးသေးလဲရပါတယ်တိတ်လောတာတော့မဟုတ်ပါဘူးတိစီုံတက်ပါမင်းညိုမတက်ထရလိုက်သည်သူ၏အဝတ်စားများကလေးတိုက်တိုင်းဖြက်ခါနေသည်ရင်ထဲမှာမပြီးသေးတာပါဂျူလီယာလိုင်းရှင်သူ၏စကားများကဝေဝဲမရဂျူလီယာလိုင်းလည်းသူ၏နဘေးမတက်ထားရလိုက်သည်နှစ်ယောက်လုံးကလေထဲလွင့်မျောနေသလိုတနေ့နေ့မှာတော့ကျွန်တော်ဂျူလီယာလိုင်းရဲ့အယုတ်လေးကိုလက်ဆောင်ပေးမှာပါအဲ့ဒါကိုယုံကြည်ထားပေးပါသူမခေါင်းကိုဖြင်းချင်းစွာညှိလိုက်သည်ပြီးနောက်မင်းညိုကိုငေးကြည့်နေမိသည်ပြန်ကြစို့လေဂျူလီယာလိုင်းသူတို့၏ခြေလက်များအနောက်ဘက်စီသို့ရွေ့သွားကြသည်ခြေတလန်းလိုက်တိုင်းမကြခင်ခွဲရတော့မည်ဆိုတော့အတီတို့ဖြင့်လေးလံနေပါသည်ကိုအတီစိမ့်နှင့်ကိုမွေးမြူထားသောဝေဒနာကခန္ဓာကိုယ်ကိုပေါ့ပါမအောင်နှင့်လေးလံနေတော့လဲအေးမြခြင်းအေးချမ်းခြင်းများကသူတို့မျက်နှာပေါ်မှာအထင်သာအပြန်လန်းတောက်လျှောက်ဂျူလီယာလိုင်းစဉ်းစားကန်းဖွင့်လာမိသည်သူဆိုလိုနေတာဘဲကိုလဲသူကလှိုင့်ခြေတံကိုဘာကြောင့်မှတ်မိနေတာလဲစဉ်းစားရင်တကူတည်းကြိတ်ပြုံးမိသည်လှိုင်ကရောကိုမင်းညိုနဲ့တွေ့ရတာကျဉ်းတတ်နေမိလားသူမပို့၍ပြုံးသွားသည်တေချာတာကသူမအိမ်ပြန်လန်းတွင်ကြည်နူးမှုများတနေ့တပူတည်ဆောင်လာခဲ့ခြင်းပင်ဘဲကဘလို့ရောက်လာမှမသိတော့အပြုံးတို့ကသူမမျက်နှာကိုထင်ဟပ်နေသည်ကားလေးအိမ်ထဲကွေ့ဝင်လိုက်သည်နှင့်ဖခင်ဖြစ်သူကစီးကြိုနေသည်ကားတကားကိုလာဖွင့်ရင်ကြာလိုက်တာသမီးရဲ့ဒယ်ဒီစိတ်ပူနေတာကိုမင်းညိုနဲ့စကားပြောနေလို့ပါဒယ်ဒီရဲ့မလုံမလဲပုံမဖြစ်အောင်မနှဲထိန်နေရသည်ဖခင်ဖြစ်သူကကျင်နာစွာပခုံးကိုဖတ်ပြီးမောင်မင်းညိုကဘာလဲသမီးသူမမျက်မှောင်ကြုံရင်းနဲ့မသိဘူးလေဟော့ဗျာနှစ်ယောက်လုံးတိုင်ပင်မထားတဲ့ဗျိုင်သူရဲ့ဖြစ်သည်မဟုတ်ဘူးလေအယုတ်ကလှုပ်ရောဖြစ်လားသူမခေါင်းငယ်၍စဉ်းစားရင်လှုပ်ဖြစ်တယ်နဲ့တူတယ်မပြီးသေးဘူးတဲ့ဥပလိုင်းတက်ပြင်းချသည်ပြီးမှပုံချမ်းရောမကြည့်ခဲ့ဘူးလားလိုင်းလေသူမခေါင်းရမ်းရင်သူ့ရင်ထဲမှာမပြီးသေးတာတဲ့လိုင်းဘလို့ကြည့်ရမလဲဟော့ဗျာတမျိုးကြီးပါလားနှစ်ယောက်သားရေပြစ်ကြပြန်သည်သူတို့မိသားစုကထိုးတို့လဲပွင့်လင်းပါသည်လှိုင်နာတော့မယ်တဲ့ဒီအေးပင်ပန်းဘာမှမစင်စားနဲ့တော့နော်သူမဟပရေမိသည်ပြီးမှအဲ့မှာတဲ့ဒီရဲ့ good luck နော် good luck မီးရဲ့တမီးဖြစ်သူဤကြောပြင်ကိုကြည့်ရင်တမီးနဲ့တခုခုများကပ်ပါလာသလားဟု၍စဉ်းစားမိလေသည်မစဉ်းစားပါပဲဘာကြောင့်အတွေ့အဝင်ရောက်လာသည်သည်အာယုံခံစားမှုကတတိယချင်းလောင်ကြိုက်တဲ့ထာဝရပိတ်မိနေတော့မည်လားမပီမတတင်းကြီးတံများနဲ့အစာပြုခဲ့ရသောတွေးဆုံမှုကအစွန်းတစ်ဖက်ထိသို့မတောင်းဆိုပါပဲတွန်းပို့နေတယ်လို့မျိုးဘာကြောင့်များအခုမှကြီးကျယ်မြင့်မြတ်သောမေတ္တာတရားကထုတ်ချင်းဝင်ရောက်၍နှလုံးသားကိုအလင်းအမြန်နှုတ်ယူသွားကတခြားသူချင်းနဲ့ထည့်ပေးလိုက်တယ်လို့လုံမငယ်တယောက်ဤကြာမြင့်စွာဆင်မြန်းထားသောပလဲတွေပြတ်ရှသွားတယ်လို့မျိုးတစားစီပလဲတစ်လုံးချင်းစီကိုမျက်ရည်ပူပူပေါက်ပေါက်နဲ့ပြန်ကောက်နေရတယ်လို့မျိုးမျက်ရည်များများမုံဝါးဝါးနဲ့ပလဲကုန်းကိုပန်းကုန်းပြန်တွယ်နေရတယ်လို့မျိုးတွယ်ကုန်းထားသောပလဲပန်းကိုကြည်နူးစွာရွှေလဲတိုင်းပြန်ဆင်ရတယ်လို့မျိုးလဲတိုင်းနှက်ရှိသောပလဲကုန်းသည်ရခင်ပလဲကုန်းထက်
တိုးနေတယ်လို့ရှည်သွားတယ်လို့ခံစားနေရတယ်လို့မျိုးနှလုံးသားကိုပြင်းညစ်ဆုပ်ကင်ထားသည်နှင့်နွမ်းလျားနေသောကျင်နာခြင်းများကရင်ထဲသို့လှိုက်လိုက်လဲစီးဝင်နေသည်။အိုးချစ်ချင်းတရားတင့်၌မပြည့်စုံသူကိုပြည့်စုံစေသောအရာအမြောက်များရှိပါသည်။တင့်၌ရုပ်ဆိုးသူကိုပင်လှပစေသောအကြောင်းတရားများလည်းရှိပါသည်။တင့်၌မตาယာမှုများကိုပင်ตาယာစေသောအစွမ်းတတ္တိများလည်းရှိပါသည်။တင့်၌မကောင်းသူကိုပင်ကောင်းသူဖြစ်စေသောခွန်အားများလည်းရှိပါသည်။လွမ်းဆွခြင်း၌ပင်တကူရည်ငြိမ်းချမ်းရေးကိုဖော်ဆောင်စေပါ၏။ရင်ထဲ၌ဖြစ်ပေါ်နေသောအမှန်တရားများကိုထိန်းကျောင်းနေရခြင်းသည်လည်းယောဂတစ်မျိုးကိုမွေးမြူထားရတယ်လို့နာတာရှိဖြစ်စေခဲ့ပါပြီ။အိုးချစ်ချင်းတရားတည်ကျင်နေသောမိဂွန်းတစ်ခုသာရှိပါသည်။တန်တာခြင်းကစေတနာနှင့်သက်ဆိုင်ပါသလား။နေ့ရက်အပြောင်းအရွေ့ကကြာသလိုနှင့်မြန်ဆန်ပါသည်။ခုနှစ်ရက်ဆိုသောအချိန်ကာလကပြင်းရည်ညီးငွေခြင်းတတိယခြင်းများဖြင့်သာဖြတ်ကျော်လာရသည်။ရွက်ဆုပ်ပြက်ကလေးပေါ်မှာမြင်နေရတဲ့နေ့တစ်ခုကတွေးဆုံခြင်းစိတ်တွေအဖေးတက်နေပြီလို့ဆိုနေတယ်အောင်တယောက်တည်းတန်းတန်းနေရခြင်းတဲ့ရည်ရွယ်ချက်မရှိပါပဲလမ်းမကိုပြေးထွက်သွားခြင်းနေမိသည်ထိုစိတ်ကပင်တယောက်ကိုတယောက်ပုံမူနီးစပ်အောင်တွန်းပို့နေတယ်အောင်တတိယခြင်းကတယောက်မျက်နှာတယောက်ပြန်လဲမြင်အောင်လာစေတယ်အောင်စကားပြောဖို့မရှိတော့ဖုန်းဆက်ကမှဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်လို့မျိုးအရာရာကိုမတင်မကျဖြစ်ပေါ်စေသည်သူမလျင်မြန်စွာပဲထိုင်ရမှထားလိုက်သည်နောက်ဒယ်ရီကိုပင်နှုတ်မဆက်ပဲကားကိုယ်တော်စီပြေးသွားလိုက်သည်တိတ်မကြခင်မှာပဲခြံထဲကထွက်လာသောကားတစ်စီးပေါ်သူမအသားကျလို့တတိယစိတ်ကသူမကိုတွန်းပုတ်နေလေသည်တိခတ်လိုက်သောစံတရားတန်ကပိုးကျထားသောတစ်ဆွေးလိုပြင်းတွဲတွဲနိုင်လာသည်ရည်ရွယ်ချက်မရှိသောဂီတတန်နှင့်အတူအတွေးထဲဝင်လာသောအလင်းရောင်ကပြန်ပြီးဆွဲခံရသူလိုရုန်းကန်နေလေပြီစိတ်ထဲရှိနေသောယုံကြည်မှုများကလည်းအခွန်ကျွတ်ပြီးလူရလွင့်ပြန်ခဲ့ပြီအချိန်ကြာလာသည်နှင့်အမျှရင်ထဲရှိသောဝေဒနာပင်ယောဂရနေသလိုချစ်ချင်းတရားဤဖျားယောင်းခြင်းခံရပြီလားအေးခဲနေသောဖန်ခွက်ကိုမြေပြင်တက်၍အပူပေးလိုက်တယ်လို့မျိုးအချိန်မရွေးဖြတ်ခနဲ့ကွဲနိုင်သည့်အနေအထားစူးစီးမရသောအာယုံနှင့်နေထိုင်ရခြင်းကနှလုံးသားထဲကြောက်စာထွင်းထူထားပြီးကိုယ်တိုင်ပြန်ဖက်၍မရတယ်လို့မျိုးအရင်မရအဖက်မရတီးနေသောစံတရားတန်တို့ကိုတိကနေရက်လိုက်သည်အာယုံများကိုစူးစီး၍တခါကကြားခဲ့ဘူးသောတေးတံကိုဖန်ဆင်းလိုက်သည်တည်ငါခဏလေးအချိန်လေးအတွင်းမှာငါနှလုံးသားတွေကအသေးချာတိနာတယ်ချုံမြိန်တဲ့ချစ်ချင်းတွေကာယံထားနင်းဝင်လာပါကွယ်ငါရဲ့ကပါနင်းပိုင်ဆိုင်မှာကွယ်ငါရဲ့ကပါနင်းပိုင်ဆိုင်ဖို့ပဲငါရဲ့ကပါတေးတံထဲတွင်စီးဝင်နေမိသည်ထို့တော့မှအနားမှာတယောက်ယောက်ရှိနေတယ်လို့ခံစားရပြီးစိတ်ငြိမ်အေးချမ်းမှုကိုရ၏လမ်းဟောင်းကလေးတဲ့ချစ်သူနဲ့ရှောက်သွားရတယ်လို့မျိုးဝါးရွက်များကအချင်းချင်းပုတ်တိုက်၍ဆဲလဲတံများလိုမြည်တမ်းနေတယ်လို့မျိုးတည်ငါခဏလေးတွေးဆုံခဲ့ချိန်၌ပင်နှလုံးသားတွင်ဂမီးကြောက်စာအခိုင်အမာထွင်းထူးခဲ့ရတယ်လို့မျိုးသူ့တေးတံတွင်စီးမျောနေမိသည်ဥအောင်ခြာတကားဖွင့်ပေးလိုက်သည်နှင့်အိမ်ထဲမှလွင့်ပြန်လာသောတေးသွားကြောင့်ဂျူလီယာလိုက်အံ့အားသင့်သွားသည်မမြင်ရသောနေရာမှာဆွဲခေါ်နေသောတေးသွားတစ်ပိုက်တစ်စားကနောက်ကျခြင်းလွဲချော်ခြင်းကိုဖြစ်ပေါ်စေသလိုခံစားရသည်မရည်ရွယ်ပါပဲခြေလမ်းများကဂီတသံနောက်လိုက်ခဲ့သည်ငယ်စဉ်ကလေးကရင်းနှီးခဲ့သောမျက်နှာကိုမြင်တွေ့ရတော့မလို့စိတ်မျိုးခံစားရသည်တည်ငါခဏလေးအချိန်လေးအတွင်းမှာငါနှလုံးသားရဲ့အသေးချာတိနာလေတချင်းလေးဤစာသားအတိုင်းမှာပဲတည်ငါဆိုသောအချိန်လေးအတွင်း၌မှာပဲပြောင်းပြန်စီသောမြစ်ပေါ်စီးမျောနေသလိုအရာရာကိုနောက်ပြန်ဆုပ်ပြီးအစကပြန်စားခွင့်ရလျင်ပင်စလိုက်ခြင်းသည်ဂီတာတလက်သာဖြစ်ပါကကျိုးများကိုလျှော့ပြည့်၍ကျိုးအစ်စ်ပြန်ညှိလိုက်ခြင်းသည်အမောင်ထဲမှာတယောက်တည်းဂီတတန်ဖန်ဆင်းနေသူဤကဘာကြီးကငိမ့်ချမ်းလို့ဤမြငိမ့်ချမ်းသောကဘာကြီးတဲ့မိသူကမဝင်လာခြင်းပဲရှိလိမ့်မည်နီဂျူလီယာလိုက်သူမ၏ခြေတံရက်သွားသည်နှင့်ဂီတတန်လည်းရက်သွားသည်မမြင်ရပါပဲသူဂျူလီယာလိုက်ဘက်လှည့်လာသည်အိုးမျောနေလိုက်ရတာဂျူလီယာလိုက်ရင်သူကမျောနေတယ်တဲ့လားဘာကြောင့်များလဲတတိယစိတ်ကြောင့်လားနှုတ်ဖျားကတချင်းတစ်ပုတ်ကိုရင်ထဲရောက်အောင်ပို့ချင်နေတာလားလမ်းကြုံဝင်လာသူတယောက်ကိုရင်းနှီးစွာဖိတ်ခေါ်နေတာလားသူမငေးကြည့်နေမိသည်မတွေ့ရတာ9ရက်တောင်ရှိပြီနော်မ
မြင်ရပါပဲတွေးဆုံမှုကိုတာယာနေသောသူတယောက်လိုသူ့နှုတ်ဖျားမှာစကားသံအိမ်မက်ထဲမှာတွေ့ဘူးတဲ့အာယုံခံစားမှုကိုခြေကုန်လက်ပန်းကျသည့်အထိလွမ်းဆွတ်နေသူလိုရံဖန်ရံခါ၌အကြာကြီးစွန့်ခွာခြင်းကပို၍တန်ဖိုးရှိနေသည်ဝင်လာခဲ့ပါဂျူလီယာလိုက်ဖိတ်ခေါ်တဲ့နှင့်အတူခြေကိုဖွနေရင်အတွင်းသို့ဝင်လာမိသည်သူနှင့်မျက်နှာချင်းဆိုင်နီးပါးထိုင်ကုန်တစ်ခုမှထိုင်လိုက်သည်သူ့မျက်နှာကိုကြည့်ရတာရှင်လန်းနေတယ်အောင်ပြောရင်ယုံမလားမသိဘူးသူ့ဘာသာသူပြောပြီးပြုံးနေသည်အချိန်နဲ့အမျှတတိယနေတာပါဂျူလီယာလိုက်သူမပင်ရှက်ကိုရှက်ကန်းနဲ့ခေါင်းငုံမိသည်ကြားကျင်သောစကားလားကြားတဲ့သောစကားလားသူမမဝေခွဲမိဒီတစ်ဖက်အတွင်းဘယ်ဒီသွားသေးလဲဂျူလီယာလိုက်ဟင်ဘဲမှမသွားပါဘူးအိမ်မှာပဲလေကျွန်တော်ကိုရောတတိယသေးရဲ့လားအဖေကြောင့်တန်းတာချင်းကိုငတ်မို့တောင်းတနေသူလိုဖြစ်နေမှမသိအတိတ်ဘယ်ကိုမရှင်းလင်း၍နောက်တစ်ခေါက်ပြန်ဖက်ရတော့ကြပြတပုတ်လိုတော့ဖြစ်နေပြီအလိုလိုနေရင်မနေတဲ့မထိုင်တဲ့ဖြစ်နေမိတော့ဤဟိုလေလှိုင်းရဲ့အယုတ်ကလေးရပြီလားလို့အဲ့ဒါကြောင့်များရောက်လာတာလားဂျူလီယာလိုက်ကျွန်တော်ကိုယ်တိုင်စိတ်ကူးရင်လွန်သွားတာပဲဂျူလီယာလိုက်ပြောရန်စကားတို့ပျောက်ဆုံးနေသည်အမှန်ကိုဝန်ခံရမှာလားဒီတိုင်းဆက်နေရမှာလားဂျူလီယာလိုက်မသိရုပ်ကလေးတယောက်တော့မပြီးပဲဘယ်လိုလုပ်ယုံကြည်ရမှာလဲကိုမင်းညိုအတွေးတွေမှားနေတာပဲဂျူလီယာလိုက်သိချင်ရင်ကျွန်တော်နဲ့လိုက်ခဲ့ပါသူကတုတ်ချောင်းလေးထောက်ရင်တနေရာသို့ဥဆောင်သွားသည်အခန်းတစ်ခုတည်းသို့သူဝင်သွားသည်ဝင်ခဲ့ပါဂျူလီယာလိုက်အခန်းတွင်ဝင်လိုက်တော့လဲအမောင်ကိုသာမြင်နေရသည်ဘာမှမသေးခွဲသူနိုင်ရန်မှမီကလိုတစ်ခုကိုဖွင့်လိုက်သည်ကြည်စမ်းမှဂျူလီယာလိုက်အခန်းတွင်မြင်လိုက်ရသည်များကကိုယ့်မျက်လုံးပင်ကိုမယုံနိုင်အောင်ဖြစ်သွားရသည်နေရာတိုင်း၌ဗဟုပညာနှင့်ဖန်ဆင်းထားသောပုံတို့အယုတ်များအရွယ်ဆုံးပုံစံအစုံကအနှံ့အပြားသူအံ့အားသင့်၍မဆုံးဖြစ်နေမိသည်ဒီလောက်များသောအယုတ်များကိုသူဘယ်သို့ဖန်တီးခဲ့သည်ကိုမခံမှန်းနိုင်တော့ရုပ်ပုံများကသူနှင့်တထီရတဲ့တူသည့်အပြင်ပြုံးနေသည့်ပုံရဲနေသည့်ပုံမဲ့နေသည့်ပုံစံမျိုးသူအံ့အားသင့်ရင်ရက်၍ငေးနေမိသည်ကျွန်တော်ရဲ့ဆွဲလန်းမှုကိုမြင်ပြီလားဂျူလီယာလိုက်သူမကအံ့အားသင့်စွာလက်ညှိုးညွှန်ရင်အယုတ်တွေကအများကြီးပဲဟုတ်တယ်ဂျူလီယာလိုက်ရောင်ရောင်ကန်းကန်းနဲ့ကိုမျက်နှာကိုပင်ပြန်ဆန်းမိနေတော့သည်လိုချင်တဲ့အယုတ်ကိုယူသွားပါတော့ဂျူလီယာလိုက်အံ့အားသင့်ပြီးသူ့ဘက်ပြန်လဲကြည့်မိသည်ကြည့်နေရင်းနဲ့အလိုလိုမျက်ရည်များရစ်ဝဲနေမိသည်ဘာကြောင့်ရတော့မသိဘာကြောင့်များဒီရုပ်တွေမပေးခဲ့တာလဲကိုမင်းညိုအပြစ်တင်ရင်လည်းခံရမှာပဲဂျူလီယာလိုက်ကျွန်တော်စီမလာတော့မှဆိုလို့ပါမရည်ရွယ်ပါပဲပြေးသွားပြီးသူ့နောက်ကျောကိုပြေးဖက်မိသွားသည်လက်များကလွတ်သွားမိဆို၍တင်းကျပ်စွာဖတ်တွေ့ထားမိသည်သူ့လက်များကသူမလက်ပေါ်ညှင်သာစွာကြာရောက်လာသည်တာယာနာပြောပဲကောင်းသောတေးသချင်းတန်များကိုခက်ဝေးဝေးမှကြားလိုက်ရတယ်လို့မျိုးမချင့်မရဲဖြစ်နေသည်ပြတင်းပေါက်ကိုတွင်းဖွင့်လိုက်ရင်ခက်ဝေးဝေးမှတာနေသောလမင်းကြီးကိုမြင်တိုင်းကြည်နူးရတယ်လို့မျိုးကလေးငယ်တယောက်၏ရေတံကိုကြားရ၍ကျဉ်တ်နှိမ့်သိမ့်မှုကိုဖြစ်ပေါ်စေတယ်လို့မျိုးကိုယ်တိုင်လည်းရေမိုးကြည့်ချင်နေမိသည်ဒူးချေတိတ်သောကမ်းခြေတစ်ခုတွင်ရင်းကျက်မှုများခိတ္တခဏခွာချ၍အလွမ်းစိတ်များဖမ်းဆုပ်ထားပြီးကျင်းမြောင်းစွာရက်တည်နေမိကြသည်တယောက်မျက်နှာတယောက်ပြန်ကြည့်ရင်ဖွဲမီလိုတက်ပြင်းများဖြင့်တဏီကုံအောင်အသေးအတန်ရှာဖွေနေမိကြသည်မျက်နှာပေါ်မကြာခဏရွေ့လျားနေသောသူ၏လက်ကလေးအနုပညာတစ်ခုအတွက်လားဒါမှမဟုတ်ချစ်ခင်နှစ်သက်မှုတစ်ခုအတွက်လားကမ်းပါးပေါ်တရိပ်ရိပ်ပြေးလွှားနေသောတမင်တကောင်လိုအချိန်ကလှည့်မြန်စွာကုံဆုံးစေသည်အောင်လူသူမနီးသောတောနက်ကြီးတဲ့လမ်းပြောက်နေတယ်လို့အချိန်တွေကလှည့်မြန်စွာပျောက်ဆုံးကုန်၏အပြန်လန်းတစ်လျှောက်ဂျူလီယာလိုင်းချင်းနဲ့တစ်ခုခုပတ်၍လာခဲ့သည်သူဖမ်းဆုပ်ယူလာတာဘာမှသူမသိကျဉ်တ်နှစ်သက်မှုနှင့်လွမ်းဆွေးမှုများရောထွေးနေသောအရာဝတ္ထုတစ်ခုလည်းဖြစ်နိုင်သည်မတိကြ၍သူပြန်ကုန်းကြည့်မိသည်သူ၏လက်ထဲတွင်သူ၏ပုံတူရုပ်ကလေးပါမလာပါသို့တော့လေးလံနုညံ့သောချစ်ချင်းများကရင်ထဲမှအပြည့်ပါလာသည်ဘယ်အချိန်ကဘယ်လိုဝင်ရောက်လာမှမသိသောအချစ်စိတ်ကနေရာအနှံ့ရောထွေးနေသည်တင်ဂီတများဖြင့်ပြည့်နှက်နေသောကဘာကြီးကလည်းချစ်ချင်းတင်ဂီတပါမှပုံမူပြည့်ပြည့်စုံစေကြောင်းသိလိုက်ရပါသည်တဏီယာမှလျှက်စစ်တပ်ထုတ်လွှတ်လိုက်သလိုခဏအတွင်းတစ်ချိန်နဲ့တစ်ပြိုင်တည်း၌ဓာတ်လိုက်သလိုခံစားလိုက်ရသည်ဂျူလီယာလိုင်းတစ်ချိန်နဲ့တစ်ပြိုင်တည်းဖြစ်ပေါ်လာသောချစ်ချင်းတရားအားယုံကြည်ပါ၏ တ
တစ်ချိန်တည်းတစ်ပြိုင်တည်းဖြစ်ပေါ်လာသောစိတ်ဝင်မှုတစ်ခုကိုတဘောဝစာအဖြစ်ယုံကြည်ပါ၏မျက်လုံးနှင့်မြင်ရသည်မဟုတ်ပဲနှလုံးသားနှင့်တွေ့နေရသောမေတ္တာတရားအားလည်းအလေးအနက်ဖြစ်ကြောင်းတန်ဋိဌာန်ပြုပါသည်ဂျူလီယာလိုင်းတဘောဝအတွင်တစ်ခါလောက်သာချစ်ဘူးပါ၏ထိုအချစ်ကိုဖွဲ့ဆိုထားသောအရာမှာအပြစ်ကင်းသည့်ချစ်ချင်းအလင်ကားတိုးညင်းစွာရေရွတ်လိုက်သောတေးသံ၌ချစ်ချင်းတို့ပြည့်နှက်နေပါသည်ဂျင်နာသူနှင့်ဝေးရ၌တည်ရှိနေသောညာမေတ္တာတရားဖြင့်ကြားနိုင်လိမ့်မည်ဟုယုံကြည်ပါသည်စိတ်ချင်းဆွတ်နွယ်မှုနှင့်ညီးတွားသောစကားအားကြားနိုင်လိမ့်မည်ဟုလည်းယုံကြည်ပါသည်တာမန်အနေနှင့်ပြောသောစကားလေထုကြားပျောက်ကွယ်သွားနိုင်ပါသည်သို့သောချစ်ချင်းဖြင့်ဆိုသောစကားကချစ်သူနားစီတည်ဆောင်သွားလိမ့်မည်ဟုယုံကြည်ပါသည်ထိုတေးသံသည်ငိုကြီးသံဖြစ်ခဲ့လျင်ပင်မွေးကင်းစကလေး၏ငိုသံလိုမိခင်အားခွန်အားဖြစ်စေသလိုကြည်နူးမှုဖြစ်စေသလိုဖြစ်နိုင်လိမ့်မည်ဟုလည်းယုံကြည်ပါသည်ထိုတေးသံ၌ပါရှိသောငိုကြီးသံပင်ကြားနာသူအတွက်နွမ်းလျသွားစေခြင်းမဖြစ်ပေါ်စေပဲအင်အားတစ်တရက်သာဖြစ်ပါစေသည်ဤဒီကจิตတက်သူတို့၏လူအင်ဆန္ဒပင်ဖြစ်သည်ကျေပြန့်သောမူကောင်းကင်ကိုမော့ကြည့်ရင်จิตသူနှစ်ဦးအချိန်ကုန်မြင့်နေ၏တယောက်ကမူကောင်းကင်အကြောင်းကိုမော့ကြည့်၍ရှင်းပြရင်တယောက်ကစိတ်ကူးနှင့်မြင်ရောင်နေရှာသည်နေရောင်ကတော့တိတ်မတောက်ပါဘူးကိုမင်းညိုရဲ့တိမ်တွေကအုံသွားတော့လေသူခမရအပူရုပ်တောင်ဟန်မလုံနိုင်ရှာဘူးဟောဟိုးနားကငှက်လေးတွေပြန်လာတာတွေ့တယ်ဗျိုင်းတွေထင်ပါရဲ့လေပင်ရှိရှိနဲ့လေ10ကောင်12ကောင်ဟော2ကောင်ကခွဲထွက်သွားပြီသူတို့ကချစ်သူတွေထင်ပါတယ်မင်းညိုကဟဟပပတ်ရဲလိုက်သည်မင်းညိုကအရေရက်လိုက်ပြီးပြုံးဟန်ဖြင့်2ကောင်နဲ့ထွက်သွားတိုင်းချစ်သူလားတားမီဖြစ်နေဦးမယ်နော်မဖြစ်နိုင်ပါဘူးချစ်သူတွေရွေးဖြစ်လိမ့်မယ်ဟောတွေ့လားဟိုးနာကတင်ရိုးမှာတွားနာပြီဟဲတကောင်ကအစာရှာပေးတယ်တော့တွေ့လားချစ်သူတွေပါဆိုဂျူလီယာလိုင်းပြောသမျှမင်းညိုကပြုံးရနားထောင်သည်ဂျူလီယာလိုင်းမြင်ရတဲ့မြင်ကွင်းကတိတ်လာတာပဲလားသူမပြုံးလိုက်သည်ချစ်ချင်းတရားနဲ့ကြည့်ရင်အရာရာလာတယ်လေကိုမင်းညိုရောဘာမှမဖြစ်ပဲမင်းညိုရဲနေသည်ကိုမင်းညိုတခါတလေမျက်လုံးပြန်မြင်ခြင်းစိတ်မရှိဘူးလားအရင်ကတော့အဲ့ဒီစိတ်ကူးမျိုးမရှိတော့ပါဘူးမိဘနှစ်ပါးလုံးမရှိတော့လို့လေအခုတော့ပြန်မြင်ခြင်းပါတယ်ဂျူလီယာလိုင်းကိုမြင်ခြင်းလို့လေလေဘီကခက်အေးအေးလေးလာတိုက်ခတ်နေပါသည်ဘာမှမမြင်ရပါပဲမျက်စိစမ်းတက်ကရိယာများတစ်ခုပြီးတစ်ခုမျက်နှာသို့လာတက်နေသည်ဟုထင်ရသည်မျက်လုံးကိုဖြဲ၍ဆူရှသောအလင်းရောင်များဖြင့်ထိုးကြည့်ကြသည်အလင်းရောင်တစ်ခုမြင်လာကိုမင်းညိုသူတက်ပြင်းချရင်အလင်းရောင်တစ်ခုလို့တော့ခံစားရပါတယ်ဒေါက်တာကံကောင်းတဲ့ကိုမင်းညိုဗျာခမရမျက်လုံးကုသလိုက်ရင်ပြန်ကောင်းနိုင်တယ်ဗျဟာတကယ်လားဒေါက်တာဒါပေမဲ့ကိုမင်းညိုခမရမျက်ကြည်လွှာအလူရှင်လိုတယ်ဆရာဝန်စကားကသူ့ကိုယ်သူအမောင်နဲ့ပြန်ရောက်သွားတယ်လို့ခံစားရသည်တဏီကုံအောင်တယောက်တည်းပြင်းကြီးညီးငွေစွာဖြတ်တန်းနေရသည်ဘယ်ကဘလို့ဝင်လာမှန်းမသိတော့တန်တာစိတ်တို့တပွေးတစ်ပိုင်းနှင့်ရင်ထဲမှရုံးကန်ထွက်မသွားအောင်ထိမ့်သိမ်းထားရသည်တခါတရံ၌တယောက်တည်းအပြေးသွားခြင်းစိတ်ကိုချိုးနှိမ်ရသည်ကလည်းယောဂတစ်ခုပင်ငယ်ရွယ်သူများနှစ်ယောက်တဘောကဘာကြောင့်ထူထောင်ခြင်းမိကြမှန်းယခုမှသဘောပေါက်လာသလိုလိုပုံတရံတစ်ခုလုံးမျက်စိအောက်ကပျောက်သွားသည်နှင့်အတွေးထဲ၌ထက်တူထက်မြပုံရိပ်တို့ပြန်ပေါ်လာသည်မှာဘာကြောင့်ရဲ့မသိနိုင်တော့တေချာတီကတော့တဘောဝစာများတခဏအတွင်းပါလာခြင်းပင်တယ်လီဖုန်းရံတစ်ခုကြားရသည်ဒယ်လီစီကပင်ဖြစ်ပေလိမ့်မည်နေကောင်းလားထမင်းစားပြီးပြီလားစေးတောက်အောင်တော့စသဖြင့်နေ့စဉ်ကြားနေကြစကားတွေပြောဖို့သာဖြစ်ပေလိမ့်မည်တယ်လီဖုန်းတန်ကရက်မသွားသည်ဖုန်းကိုထမကင်လိုက်ပါကအဆက်မပြတ်မြည်နေအောင်မည်သူမထရက်၍တယ်လီဖုန်းစီဖြင်းညင်းစွာလမ်းလျှောက်သွားမိသည်ဟယ်လိုဂျူလီယာလိုင်းလားကြားချင်နေသောအတန်ဖြစ်ပါလေအဖေကြောင့်တုံရင်နေသည်မသိကိုမင်းညိုတစ်ဖက်မှအတန်တိတ်နေသည်တစုံတစ်ခုကိုပြောတဲ့မပြောတဲ့စဉ်းစားနေပုံကျွန်တော်စေးရုံသွားပြတယ်ဂျူလီယာလိုင်းဟုတ်လားဆရာဝန်တွေကပါတယ်လေဘာပြောလဲရင်ဆရာဝန်တွေကပြန်ကောင်းနိုင်နေတဲ့ဟဲဝမ်းသာစရာဒါဆိုလှိုင်တို့တကယ်တွေးရတော့မှာပေါ့နော်ဒါပေမဲ့မျက်ကြည်လွှာအလူရှင်ရှိမှဖြစ်မှာတဲ့ဂျူလီယာလိုင်းရဲ့အံ့အားသင့်မှုများကမျက်ဝန်းကိုလာရိုက်ခတ်သည်ဘာပြန်ပြောရမှန်းလည်းမသိဟုတ်တယ်မျက်ကြည်လွှာအလူရှင်ရှိမှပြန်မြင်ရမှာတဲ့တစ်ဖက်ကစကားတန်ကိုရိုင်နဲ့စိတ်အားထဲရင်မပူပါနဲ့ကိုမင်းညိုရဲ့မျက်ကြည်လွှာအလူရှင်ကရှိလာမှာပါဘလို့ဖြစ်နိုင်မှာလဲလေ
ကိုယ့်ရဲ့အမြင်အာရုံကိုသူတစ်ပါးကိုပေးလူဖို့ဆိုတာသူမမျက်ဝန်းမှာမျက်ရည်လိုပူပူပေါက်ပေါက်ကြလာသည်ဝမ်းသာ၍လားဝမ်းနည်း၍လားမသိပြောစရာစကားကလည်းကြောင်ကြမ်းစိတ်မပူပါနဲ့ဖြစ်လာမှာပါစိတ်မပူပါနဲ့ဖြစ်လာမှာပါတခွန်းနဲ့သာအကြောင်းထက်နေ၏သူမဖုန်းခွက်ကိုကင်ရင်တွေးဝေနေမိသည်မျက်နှာပေါ်ကမျက်ရည်များကလည်းဆက်စီးနေစေသူမဖုန်းနံပါတ်များကိုနှိပ်လိုက်သည်ဟယ်လိုသူမစကားတန်တို့ဝေဝဲနေသည်သူပြောသောစကားသူကိုယ်တိုင်ပင်ပြန်ကြားရလားမသိမျက်ရည်များနှင့်စိုးနေတော့